ကျွန်တော်တို့ဒီနေ့ဆိုင်ကယ်မျိုးစားတွေအကြောင်းပြောတဲ့အထဲမှာအင်ဂျင်တွေအကြောင်းလည်းထည့်မပြောလို့မရပါဘူးဒီလိုအင်ဂျင်တွေအကြောင်းပြောတဲ့အထဲမှာ single cylinder parallel twin V twin inline 3 inline 4စသဖြင့်အင်ဂျင်တိဆောက်ပုံတွေကိုထည့်ပြောကြတာကိုတော့အမြဲကြားနေမှာကတော့သိကြပါတယ်ဒီတော့အဲ့ဒါတွေကဘာကိုဆိုလိုတာလဲဘယ်လိုကွဲပြားသွားတယ်လဲဆိုတာနဲ့အဲ့ဒီပြင်သူနဲ့ဆက်ဆက်နေတဲ့ crankshaft အမျိုးအစားတွေအကြောင်းကိုစိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်နဲ့အတူတူဆက်ပြီးလေ့လာလိုက်ဖို့ဖိတ်ပါတယ်အားလုံးပဲမင်္ဂလာပါ Biker Dream Channel ကကြိုဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့အင်ဂျင်အစိတ်ပိုင်းတွေကအဓိကတစ်ခုဖြစ်တဲ့ crankshaft ကဘယ်လိုအလုပ်လုပ်ပေးတယ်လဲဆိုတာကနေစမယ်ဆိုရင်ကျွန်တော်တို့ climb လို့ခေါ်နေတဲ့အင်ဂျင်တွေက crankshaft ဆိုတာ piston ရဲ့အပေါ်အောက်ရွေ့နေတဲ့စွမ်းအင်ကလေ lever တဲ့စွမ်းအင်ကိုပြောင်းပေးတဲ့အဓိကဝင်ရိုးပဲဖြစ်ပါတယ်အင်ဂျင်ထိပ်ပိုင်းက sleeve ဆိုတဲ့ cylinder ထဲမှာမီးလောင်ပြီးပြန်ကားထွက်လာတဲ့အားတွေဟာ piston ကိုတွန်းချလိုက်တဲ့အချိန်မှာ piston ကလည်း connecting rod ကနေတဆင့် crankshaft ကိုတွန်းထုတ်လိုက်ပါတယ်အဲ့ဒီနေရာမှာအရွေ့စွမ်းအင်အဖြစ်ကနေ piston နဲ့ crankshaft တွေရဲ့ချိတ်ဆက်ပေးထားတဲ့ပုံစံတွေတော့လေပတ်မှုစွမ်းအင်ပြောင်းလဲပြီးပါတယ်အဲ့ဒီ crankshaft လေလိုက်တဲ့အားကြောင့်နောက်ထပ်သူနဲ့ချိတ်ဆက်ထားတဲ့ clutch အုံတွေ gear တွေနဲ့ chain pocket တွေကတဆင့်ဘိန်းတွေကိုလဲအောင်လှည့်ပေးလိုက်တာပဲဖြစ်ပါတယ်crankshaft ဆိုတာကဘာနဲ့သွားတူတယ်လဲဆိုတော့ကျွန်တော်တို့ဆက်ဘိန်းတွေရဲ့အရှိချင်းနှင်းများပါတဲ့စုံအစိပ်ပိုင်းနဲ့တူပါတယ်။နင်းချလိုက်တဲ့ခြေထောက်တွေက piston နဲ့တူပြီးတော့မီးလောင်ပြီးတော့တွန်းကန်ပေးလိုက်တဲ့အားလိုမျိုးခြေထောက်ကိုနင်းချလိုက်တဲ့အချိန်မှာလေပတ်အားရပြီးတော့ဆက်ဘိန်းကရွေ့ချသွားတာပဲဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ဆက်ဘိန်းနင်းတာက piston နှစ်ခုပါတဲ့ engine နဲ့တွားပြီးတော့တူပါတယ်။ညာဘက်ကိုနင်းချလိုက်မယ်ဆိုရင်တော့ piston တစ်လုံးရဲ့အားနဲ့တူပြီးတော့နောက်ထပ်ဘယ်ဘက်ခြေထောက်ကိုနင်းချလိုက်မယ်ဆိုရင်တော့ piston နောက်တစ်လုံးရဲ့အားနဲ့တူပါတယ်။အဲ့ဒါကြောင့်စပိန်နင်းတဲ့ပုံစံက piston နှစ်ခုသုံးထားတဲ့ engine လေပတ်တာနဲ့တွားပြီးတူတယ်လို့ယူဆလို့ရပါတယ်။ဆိုင်ကယ်တွေမှာက piston တစ်လုံးနဲ့သုံးတဲ့ engine ကနေပြီးတော့ piston 10လုံးထိသုံးတဲ့ဆိုင်ကယ်တွေလည်းရှိပါတယ်။အများစုကတော့ piston တစ်လုံးကနေ2လုံး3လုံး4လုံးဒီလောက်ပဲများပါတယ်။ကျန်တဲ့မျိုးစားတွေကတော့ဒီ၄မျိုးနဲ့ရှင်ရင်တော့ဆိုင်ကယ်အနည်းစုလောက်ပါပဲတွေ့ရမှာပါ။ဒီတော့ piston အရေအတွက်နဲ့ crankshaft နဲ့ကဘယ်လိုဆက်လဲဆိုတာကိုဆက်လေ့လာကြည့်မယ်ဆိုရင် piston တစ်လုံးနဲ့ပါတဲ့ engine ကြောင်းကနေစပြောတာကပို့ပြီးတော့ရှင်းတယ်လို့အခြေခံနဲ့ပို့ကြပါတယ်။ engine ထဲမှာရှိတဲ့ piston တစ်ခုစီကလေနဲ့စီငွေ့တွေကိုဖိသိပ်ပေးတဲ့အလုံးနဲ့လေနဲ့စီငွေ့တွေကပလက်မီးပွားကြောင့်မီးလောင်ပြီးပြန်ကားထွက်လာတဲ့အချိန်မှာ piston ကိုတွန်းကန်လိုက်တာကြောင့်သူကလည်း connecting rod ကနေတစ်ဆင့် crankshaft ကိုလေအောင်တွန်းပေးလိုက်တဲ့အလုံးနဲ့အဲ့ဒီအလုံးနှစ်ခုကိုအဓိကလုပ်ပေးပါတယ်။ Postal engine တွေရဲ့သဘောအရpiston အတက်ဆင်းနှစ်ကြိမ်ဖြစ်တိုင်းမှာမီးတစ်ခါလောင်ပြီးတော့ crankshaft ကိုတွန်းအားတစ်ခါပေးပါတယ်။ Two stroke နဲ့ four stroke engine တွေရဲ့သဘောတရားကိုမသိသေးရင်တော့ကျွန်တော်အခုပြထားတဲ့ဗီဒီယိုမှာလေ့လာနိုင်ပါတယ်။ description မှာလည်းကျွန်တော်ဒီဗီဒီယိုရဲ့ link ကိုထည့်ပေးထားပါမယ်။ခုနကကြောင်းကိုပြန်ဆက်ရရင် piston တစ်လုံးပါတဲ့ engine မှာ one power cycle ဒါမှမဟုတ် one engine cycle ဆိုတဲ့ crankshaft နှစ်ပတ်လည်ပတ်တိုင်းမှာတွန်းအားတစ်ခုပဲရရှိပါတယ်။အဲ့လိုမဟုတ်ပဲ engine ရုံးအားကိုပို့ပြီးတော့ရကျင်တယ်ခုန one power cycle မှာတွန်းအားကိုနှစ်ခါလိုချင်တဲ့အချိန်မှာနောက်ထပ် piston တစ်ခုကိုထပ်ထည့်ပြီးတော့လဲလိုက်တဲ့အခါမှာတော့အားကိုလည်းနှစ်ဆရတယ်လို့ engine တစ်ပတ်မှာအားနှစ်ခါဖြစ်သွားတာကြောင့်ပို့ပြီးလဲညင်ညင်ညောလဲပတ်နိုင်ပါတယ် piston တစ်ခုတည်းပါတဲ့ engine မှာ sleeve ကလည်းတစ်ခုတည်းဆိုတော့ single cylinder engine လို့ခေါ်ပြီးတော့ piston နှစ်ခုပါတဲ့ engine မှာတော့ two cylinder လို့သိမခေါ်ကြဘဲနဲ့ piston တွေထားတဲ့ပုံစံနဲ့ crankshaft ကိုချိတ်ဆက်တဲ့ပုံစံတွေကိုလိုက်ပြီးတော့ inline twin vertical twin parallel twin နဲ့ boxer twin engine ဆိုပြီးတော့ခေါ်ကြပါတယ်။ piston နှလုံးပါတဲ့ engine တွေမှာတခြားနာမည်ခွဲတွေလည်းရှိပါသေးတယ်။ piston တွေကိုဘေးချင်းရှင်ပြီးတက်ထားရင်မြင်းတိုင်လိုဖြစ်နေတဲ့ပုံစံကို parallel twin လို့ခေါ်ပြီးတော့အဲ့ဒီ engine ပုံစံတွေကို Yamaha R3, Kawasaki Ninja 400နဲ့ W650 Classic တို့လိုနှလုံးသွင်းဆိုင်ကယ်တွေမှာတွေ့နိုင်ပါတယ်။နောက်ပုံစံတစ်မျိုးအနေနဲ့ piston တွေကို V ပုံစံထောင်ပြီးတော့တက်ထားမယ်ဆိုရင်တော့ V twin လို့ခေါ်ပြီးတော့အဲ့ဒီပုံစံတွေကို Harley တို့ Shero တို့Dresta တို့လို cruiser ဆိုင်ကယ်တွေမှာအများဆုံးမြင်တွေ့နိုင်ပါတယ်။အဲ့ဒီအပြင် V ပုံစံကိုမှတစ်ခုနဲ့တစ်ခု90 degree လောက်တောင်းပန်နေတာနဲ့တက်ထားတဲ့ engine ကိုတော့ L twin လို့ခေါ်ပြီးတော့ Ducati လိုဆိုင်ကယ်တွေမှာအများဆုံးတွေ့နိုင်ပါတယ်။ဥပမာ Ducati Monster ဆိုင်ကယ်က L twin engine တွေနဲ့အဓိကအသားပေးထုတ်ထားတဲ့ဆိုင်ကယ်တွေလို့ပြောရင်လည်းမမှားပါဘူး။နောက်ထပ် V ပုံစံမဟုတ်ဘဲ piston တွေကိုအလျားလိုက်ဆန့်ကျင်ဘက်တက်ထားတဲ့ engine ကိုတော့ flat engine အပြားဒါမှမဟုတ် boxer engine လို့ခေါ်ကြပါတယ်။အဲ့ဒီ engine မျိုးကိုတော့ BMW R 1250 GS တို့လိုဆိုင်ကယ်တွေမှာအများဆုံးတွေ့ရပါတယ်။နောက်ဆုံး piston နှစ်ခုနဲ့ engine ကတော့ tandem twin လို့ခေါ်တဲ့ piston နှစ်ခုကိုရှေ့နောက်ကပ်ပြီးတက်ထားတဲ့ two stroke engine မျိုးပဲဖြစ်ပါတယ်။ V ပုံစံတက်ထားတာမျိုးမဟုတ်ဘဲနဲ့ရှေ့နောက် parallel တက်ထားတာကြောင့်အမျိုးအစားကွဲသွားတာပဲဖြစ်ပါတယ်။အဲ့ဒီ engine ကိုတော့1980နောက်ပိုင်း Kawasaki ရဲ့ KR 250 Racing two stroke ဆိုင်ကယ်တွေမှာတက်တာကိုတွေ့ဘူးပါတယ်။
အဲ့ဒီနောက်ပိုင်းတော့ two stroke engine တွေမသုံးရတော့တာတကြောင်အဲ့လို engine တွေကိုတိစောက်ရတာခက်ပြီးတော့ကုန်ကျစရိတ်များတာကြောင့်တက်ဆင်ရောင်းချခြင်းမရှိတော့ပါဘူး piston နှလုံးကနေနောက်ထပ် piston တွေတိုးလာတဲ့အချိန်မှာတော့ဘေးလိုက်ပဲစီပြီးတက်ဆင်ထားရင်တော့ inline 3 inline 4ဆိုပြီးတော့ဖြစ်သွားပြီးတော့အဲ့လိုမှမဟုတ်ပဲ V ပုံစံတက်ထားမယ်ဆိုရင်တော့ V3 V4 စသဖြင့် piston တွေရဲ့အရေးအတွက်နဲ့တိစောက်ပုံတွေရနာမည်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့လိုဆိုရင်တော့ piston အရေးအတွက်နဲ့သူတို့ထားတဲ့ပုံစံတွေကိုလိုက်ပြီးတော့ခေါ်တဲ့နာမည်တွေကိုအကြမ်းမြင်သဘောပေါက်လောက်ကြပြီလို့ထင်ပါတယ်နောက်တစ်ခုပြောချင်တာကတော့ engine တစ်ခုမှာ piston တွေတစ်ခုတက်ပို့သွားတဲ့အခါမှာ piston တွေကို crankshaft နဲ့ချိတ်ဆက်ပေးတဲ့ပုံစံတွေလည်းမတူကြပါဘူးသူတို့ကိုထုတ်တဲ့ company တွေရဲ့နည်းပညာမတူတာကြောင့်တက်ပေးလိုက်တဲ့ design တွေလည်းတူကြမှာမဟုတ်ပါဘူးဥပမာအနေနဲ့နှလုံးသွင်း engine မှာဆိုရင် crankshaft မှာ piston တွေချိတ်ထားပေးတဲ့ degree တွေအရ360 180နဲ့290ဆိုပြီးတော့ degree အမျိုးမျိုးတက်ဆင်ကြပါတယ်360 degree ရဲ့သဘောကတော့ piston တစ်ခုကိုဘေးချင်းကပုံစံမျိုးတက်ထားတာပဲဖြစ်ပါတယ်လေပတ်ပုံတွေကတော့မြင်ရတဲ့အတိုင်း piston တစ်ခုကအတက်အဆင်းတစ်ပြိုင်တည်းဖြစ်နေမှာပဲဖြစ်ပါတယ်နောက်တစ်မျိုးကတော့ piston နှလုံးကို crankshaft ရဲ့စန့်ကျင်ဘက်နှစ်ခုမှာ180 degree ချပြီးတက်ပေးထားတာပါအဲ့လိုတက်ပေးထားတာကစန့်ကျင်ဘက်ပုံစံဖြစ်ပြီးတော့လေပတ်တဲ့နေရာတွေမှာလည်းတစ်ခုနဲ့တစ်ခုကစန့်ကျင်ဘက်အရက်မျက်နှာတိုင်းလေပတ်နေမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့290 degree ပဲဖြစ်ပါတယ်ဒုတိယ piston ကိုပထမ piston ရဲ့အနောက်ဘက်290 degree crank angle မှာတက်ထားတာမျိုးပဲဖြစ်ပါတယ် piston နှစ်ခုရဲ့အနေထားကတော့ဘေးချင်းကလည်းမဟုတ်အပေါ်အောက်လည်းမဟုတ်ဘဲနဲ့တောင်းပန်အနေထားလောက်ပဲရှိနေမှာပဲဖြစ်ပါတယ်ဒီနေရာမှာနောက်ထပ်ဆက်ပြီးတော့ crankshaft အကြောင်းနဲ့ပုံစံလေးတွေကိုနည်းနည်းရှင်းပြကြပါမယ်ပထမဆုံး crankshaft ဆိုတာတွေကိုထုတ်တဲ့နေရာမှာ cast crankshaft ဆိုတဲ့တတုကိုအရေးကြိုပြီးပုံစံခွက်ထဲကိုလောင်းထည့်တဲ့နည်းနဲ့ fork crankshaft ဆိုတဲ့တန်တုံးကိုမိဖုတ်ပြီး PR နဲ့ပုံသွင်းယူလာဆိုပြီးနှစ်မျိုးရှိပါတယ်အရေးလောင်းတဲ့ crankshaft ကိုတော့တာမန်ဆိုင်ကယ်တွေကားတွေမှာသုံးပြီးတော့ဖိပြီးပုံသွင်းထားတဲ့ crankshaft တွေကိုတော့ racing လိုမျိုး high performance ဆိုင်ကယ်တွေကားတွေနဲ့ heavy machine ဆိုတဲ့စက်အကြီးစားတွေမှာသုံးကြတယ်လို့လေ့လာမိပါတယ်ဒီနေရာမှာကျွန်တော်တို့ကြားနေတဲ့ inline 4 engine တွေက flat plane နဲ့ cross plane ဆိုတဲ့ crankshaft နှစ်မျိုးခွဲခြားပုံလေးကိုလည်းနည်းနည်းရှင်းပြကြပါမယ် flat plane crankshaft ဆိုတာကတော့ crankshaft ရဲ့ center ကနေကြည့်ရင် connecting rod တွေကိုအပေါ်နဲ့အောက်180 degree မှာပဲတက်ထားတဲ့ပုံစံဖြစ်ပါတယ် crankshaft ရဲ့ထိပ်တဲ့ကနေကြည့်မယ်ဆိုတော့အကုန်လုံးကိုအပြားလိုက်ပုံစံပဲမြင်တွေ့နေရဖြစ်တာကြောင့် flat plane လို့ခေါ်လိုက်တာပဲဖြစ်ပါတယ် cross plane ဆိုတာကတော့ connecting rod တက်တဲ့နေရာတွေကိုတစ်ခုနဲ့တစ်ခု90 degree စီချပြီးတော့ဒီဇိုင်းထုတ်ထားတာပဲဖြစ်ပါတယ်ထိပ်ဘက်ကကြည့်မယ်ဆိုရင်တော့ crankshaft ကိုအပေါင်းပုံစံနဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ် flat ပုံစံမဟုတ်ပဲ cross ပုံစံနဲ့ပြင်တွေ့ရတာကြောင့် cross plane crankshaft ဆိုပြီးခေါ်တာပဲဖြစ်ပါတယ် piston နှလုံးသွင်း engine တွေမှာလည်းဒီလို290 degree ချထားတဲ့ crankshaft ကို cross plane crankshaft လို့လည်းခေါ်ပါတယ်ကဲဒီတော့ engine နာမည်တွေကို piston တွေ crankshaft တွေနဲ့ချိတ်ဆက်ပုံလိုက်ပြီးဘယ်လိုခေါ်ကြလဲဆိုတာကိုအကြမ်းမြင်လောက်တော့သဘောပေါက်လောက်ပြီးထင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်း piston တွေထားတုပ်ပုံတွေကိုလိုက်ပြီးတော့ firing angle ဆိုတဲ့ power ရပုံတွေတစ်ခုနဲ့တစ်ခုဘယ်လိုကွဲပြားသွားတယ်လဲဆိုတာကိုဘုသူတမျှဝေပေးသွားပါဦးမယ်ခင်ဗျားတို့သိချင်တာရှိရင်လည်း comment မှာချန်ထားပေးခဲ့ပါကျွန်တော်ဒီကနေပြီးတော့ညံပြီးတော့ဆက်ပြီးတော့ဖြေချပေးပါမယ်ကဲဒီနေ့တော့ဒီလောက်ပါပဲတန်ငယ်ချစ်သူပေါင်းတို့ရဆန္ဒပြုပါကြပါစေ